လူသားတွေမသိလိုက်တဲ့ညဘက်တွေမှာကလေးတွေကိုခိုးဥစားတောက်လေးရှိတဲ့ဘလူးကြီးတွေရှိနေကြပါတယ်။ဒါပေမဲ့ညတညမှာတော့မိန်းကလေးငယ်တယောက်ကဘလူးကြီးတစ်ကောင်ကိုမြင်သွားခဲ့ရတာကနေအရာအလုံးပြောင်းလဲသွားခဲ့ပါတော့တယ်။လန်ဒန်မြို့ရဲ့တကောင်ရံချိန်မှာဆိုဖီလို့ခေါ်တဲ့မိန်းကလေးငယ်ဟာသူမနေထိုင်တဲ့မိဘမဲ့ကေဟာရဲ့တကားတွေပရင်းပေါက်တွေကိုတေချာလိုက်ပိတ်နေပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီချိန်ဟာလူတွေအပြောက်ဆုံးများတတ်တဲ့စုံးကဝေအချိန်ဖြစ်လို့ပါ။ဆိုဖီတယောက်တတိထားပြီးလိုက်ပိတ်နေချိန်မှာပဲမြို့ထဲမှာအလွန်ကြီးမားတဲ့အရေးမဲကြီးတစ်ခုလှုပ်ရှားနေပါတယ်။ကေဟာကကလေးတွေအားလုံးအိပ်ပျော်နေချိန်မှာဆိုဖီကတော့အိမ်ယာထဲမှာစာအုပ်ဖတ်နေတော့မှအဲ့ဒီချိန်ဂေဟာအကြောင်လေးကတခုခုကိုသတိပြုမိပြီးဝဒနာဘက်ထွက်သွားတာကြောင့်ဆိုဖီလည်းကြောင်လေးနောက်လိုက်သွားရကနေလမ်းမပေါ်ကအေယာမလူသားကြီးတယောက်ကိုလှမ်းမြင်လိုက်ရပါတော့တယ်။လူကြီးကလည်းဆိုဖီသူ့ကိုမြင်သွားတာကိုသိသွားပါတယ်။ဆိုဖီကတော့အလုံးမင်းကြောက်လန့်နေပြီးစောင်းကြုံနဲ့ပုံနေပေမဲ့ဘလူးကြီးကဂေဟာရဲ့တကားကိုလမ်းလိုက်ပြီးဆိုဖီကိုစောင်းနဲ့တကွမယူသွားခဲ့ပါတယ်။ဘလူးကြီးဟာလူတွေမမြင်အောင်နီလက်မျိုးမျိုးနဲ့ပပနဲ့ပုံကွယ်ရင်မြို့ပြင်ကိုခေါ်ထုတ်သွားပါတယ်။မြို့ပြင်ရောက်တာနဲ့သူဟာခြေလမ်းရှည်ကြီးတွေကိုတုံးပြီးတောတောင်တွေရှိုမြောင်တွေကိုအေယာမခြေလမ်းကြီးတွေနဲ့ကြော်ဖြတ်သွားပါတော့တယ်။နောက်ဆုံးမှာတော့တိမ်တိုက်တွေကိုခုံဝင်လိုက်ပြီးထူးဆန်းတဲ့ကဘာတစ်ခုကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာကတော့ဘလူးပြေဖြစ်ပြီးဘလူးကြီးကဆိုဖီကိုသူ့ရဲ့ဂူအိမ်ထဲခေါ်သွားပါတယ်။သူကဆိုဖီကိုစောင်းနဲ့ချိန်ဆွဲပြီးဟင်းချက်ဖို့အရွက်တွေလီးဖြတ်နေပါတယ်။ဆိုဖီကဘလူးကြီးရဲ့လက်မှာထွက်ပြေးဖို့ကြိုးစားပေမဲ့အတန်တွေမိသွားတာကြောင့်မိသွားပါတယ်။ဘလူးကြီးကဆိုဖီကိုမင်းမတောင်းမှမရှိရင်ဘလို့မှထွက်မပြေးနိုင်ဘူးလို့ပြောပါတယ်။ဒါနဲ့ဆိုဖီကဒါကဘယ်နေရာလဲလို့မေးတဲ့အခါဒါဘလူးဘီဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီချိန်အပြင်မှာတခြားဘလူးတွေရဲ့အတန်ကိုကြားရကြောင်းဆိုဖီကသူမကိုမစားဖို့တောင်းပန်ပါတယ်။ဒါပေမဲ့ဘလူးကြီးကရဲမောပြီးသူဟာသားစားတဲ့ရက်ဆက်တဲ့ဘလူးမဟုတ်ကြောင်းဘယ်တော့မှလည်းလူသားမစားကြောင်းပြောပြပါတယ်။ဆိုဖီကဒါဆိုဘာလို့သမီးကိုခိုးယူလာလဲလို့ပြန်မေးတဲ့အခါဘလူးကြီးကသူမရဲ့မိဘတွေကိုအားနာပေမဲ့မတက်နိုင်လို့ခေါ်လာခဲ့ရပါတယ်လို့ပြောပါတယ်။ဆိုဖီကသူမကမိဘမဲ့ဖြစ်ကြောင်းပြောပြပြီးတခြားဘလူးတွေကရောသူ့လိုပဲသဘောကောင်းလားလို့မေးပါတယ်။ဘလူးကြီးကတခြားဘလူးတွေရောသဘောမကောင်းကြောင်းဆိုဖီကိုတွေ့ရင်ချက်ချင်းစားပြစ်မှာဖြစ်ကြောင်းနဲ့တခြားဘလူးတွေနဲ့ရှင်သူဟာအသေးဆုံးသာဖြစ်ကြောင်းပြောပြပါတယ်။သူမကိုခေါ်လာတဲ့အကြောင်းရင်းကတော့အကယ်၍လွတ်ပေးလိုက်ရင်လူတွေကိုဘလူးရှိတဲ့အကြောင်းပြောပြမှာဖြစ်ပြီးလူတွေကသူ့ကိုဖမ်းဆီးပြီးတလိမ့်ဆန်ယုံထဲမှာထည့်ထားကြလိမ့်မယ်လို့ဆိုပါတယ်။ဆိုဖီကဘသူ့မှမပြောပါဘူးလို့ကတိပေးပြီးပြန်ပို့ခိုင်းပေမဲ့ဘလူးကြီးကမယုံကြည်ပဲဆိုဖီတယောက်သူ့စီမှာပဲတစ်သက်လုံးနေသွားရတော့မယ်လို့ပြောပါတယ်။ဆိုဖီကထွက်ပြေးမယ်လို့ချိန်ချောက်လိုက်တော့ဘလူးကြီးကဒီအိမ်ပြင်ကိုငါမပါဘဲထွက်ရင်တခြားဘလူးတွေစားပစ်လိုက်မယ်လို့သတိပေးပါတယ်။အဲဒီနောက်ဘလူးကြီးကအထဲမှာပြန်အောင်လင်းနှန်းလေးလှုပ်ရှားနေတဲ့ဖန်ပလင်းကိုထုတ်ပြပါတယ်။ဆိုဖီကမေးမြန်းတဲ့အခါဒါဟာအိမ်မက်ဖြစ်ကြောင်းပြောပြခဲ့ပေမဲ့ဆိုဖီကအိမ်မက်ဆိုတာတကယ်အရှိတရားမဟုတ်ဘူးလို့ညှင်းခုန်ပါတယ်။ဘလူးကြီးကဆိုဖီရဲ့စာအုပ်ကိုဖတ်ပြရင်းနဲ့ဆိုဖီတယောက်အိပ်ပျော်သွားပါတယ်။ဆိုဖီအိပ်ပျော်နေစဉ်မှာဘလူးကြီးကဖန်ပလင်းပေါင်းများစွာရှိတဲ့အခန်းနောက်ကိုဝင်သွားပြီးအနီရောင်လင်းတန်းအိမ်မက်ဆိုးပါတဲ့ပလင်းတစ်လုံးကိုယူကအလုံးလုံးနေပါတယ်။နောက်တစ်နေ့မနက်မှာတော့ဘလူးကြီးအိပ်ပျော်နေတော့ဆိုဖီကပရင်းပေါက်ကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ထွက်ပြေးနေတဲ့လမ်းမှာပုံမကြီးမားတဲ့ဘလူးကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပြီးအဖမ်းခံရပါတော့တယ်။ဆိုဖီကကယ်ဖို့អော်ပေမဲ့သဘောကောင်းတဲ့ဘလူးကြီးကတော့မတက်နိုင်တဲ့အဆုံးတကားကိုပဲပိတ်ထားလိုက်ပါတယ်။အဲဒီအေယာမှာဘလူးကြီးကဆိုဖီကိုမြှောက်ပြီးပါဇက်ထဲမြူချလိုက်ပါတော့တယ်။သဘောကောင်းတဲ့ဘလူးကြီးကအိမ်မက်ဆိုတာတကယ်ရှိကြောင်းတက်သေးပြဖို့ဆိုဖီကိုအိမ်မက်ပေးခဲ့တာဖြစ်ပါတယ်။နက်ခင်းမှာဘလူးကြီးဟာ Frost Cocktail လို့ခေါ်တဲ့အမြုပ်ထွက်တဲ့အဖျော်ရည်တစ်မျိုးကိုတောက်နေပါတယ်။ဆိုဖီကအဲ့ဒီဖျော်ရည်ဟာအမြုပ်ကအပေါ်မတက်ဘဲအောက်ကိုဆင်းနေတာကိုသတိပြုမိပြီးထောက်ပြပါတယ်။ဘလူးကြီးကအမြုပ်တွေကအပေါ်တက်ရင်လေရှင်တက်ပြီးနန်လိမ့်မယ်လို့ပြောပြပါတယ်။ဆိုဖီကအောက်ဆင်းရင်ပိုဆိုးတဲ့နီလန်နဲ့ထွက်လာမှာပေါ့လို့ဆိုပေမဲ့ဘလူးကြီးကတော့ဂယုမဆိုင်ပါဘူး။သူကအာရပါရလေးလေလိုက်တာကြောင့်ဒုံးပြန်လိုမျိုးအပေါ်မြောက်တက်သွားပြီးအလွန်ပျော်ရွှင်နေပါတယ်။အဲ့ဒီချိန်မှာပဲလူသားစားတဲ့အကောင်အကြီးဆုံးဘလူးတစ်ကောင်ရောက်လာတာကြောင့်ဘလူးကြီးကဆိုဖီကိုအသီးရွက်တစ်ခုထဲမှာအမြန်ဝတ်ထားပေးခဲ့ပါတယ်။ဘလူးကြီးကငါကဟင်းသီးရွက်ပဲကြိုက်တာလူသားတွေကိုမုန်းတယ်လို့လိန်ညာပြီးဟန်တားနိုင်ခဲ့လို့ဆိုဖီတယောက်တီတီလေးလွတ်မြောက်သွားခဲ့ပါတယ်။အဲဒီနောက်ဘလူးကြီးကဆိုဖီကိုတန်ရှင်းရေးလုပ်ပေးပြီးဝစ်ဖို့ဝစ်စားတွေရွေးပေးပါတယ်။ဆိုဖီကအနီရောင်ဂျက်ကင်လေးကိုကောက်ဝစ်လိုက်တဲ့အခါဘလူးကြီးကဝမ်းနဲ့ပူဆွေးတဲ့မျက်နှာနဲ့စိုက်ကြည့်နေပါတယ်။ဆိုဖီကဘာဖြစ်လို့လဲလို့မေးတဲ့အခါဘလူးကြီးကဘာမှပြန်မဖြေခဲ့ပါဘူး။သူကဆိုဖီကိုတစ်ပင်ထဲကတက်တောင့်တက်တာရှိတဲ့အခန်းလေးထဲမှာထားပြီးသူ့အလုပ်ဖြစ်တဲ့အိမ်မက်ဖမ်းဖို့ထွက်ရတော့မယ်လို့ပြောပါတယ်။ဆိုဖီကလိုက်ချင်တယ်လို့ဇွတ်ပူစားတာကြောင့်နောက်ဆုံးမှာတော့ခေါ်သွားဖို့သဘောတူလိုက်ရပါတော့တယ်။သူတို့ဂူပြင်ကိုထွက်တဲ့အခါလူသားသားဘလူးတွေအိပ်ပျော်နေတာကိုတွေ့ရပါတယ်။ကိုကြောင့်ကိုကကြော်ဖြတ်ဖို့ကြိုးစားပေမဲ့ဘ
လူးတွေနိုးလာပြီးသဘောကောင်းတဲ့ဘလူးကြီးကိုခြေထောက်ကနေဆွဲကဘောလုံးလိုမျိုးအပြန်အလှန်ပစ်ပေါက်ပြီးဝိုင်းဝန်းနိုင်ကျင်ကြပါတယ်ဆိုဖီကကားအဆုပ်လေးတဲ့ပုံနေရင်ဘလူးကြီးကိုပြန်မခုခံနိုင်တာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲမိုးရွာချလာတာကြောင့်ရေကုန်လွန်မုန်းတဲ့ဘလူးတွေအကုန်ပြေးပုံကြပါတယ်ဒီလိုနဲ့ဘလူးကြီးကဆိုဖီကိုလွယ်ရည်ထဲထည့်ပြီးအမြန်ထွက်ပြေးခဲ့ပေမဲ့မတိလိုက်ပဲဆိုဖီရဲ့ဆောင်လေးကြံရိတ်ခဲ့ပါတယ်တခြားဘလူးတွေကဆောင်ကလူနံကိုရသွားကြပါပြီသူတို့နှစ်ယောက်အိမ်မက်ပြည်ကိုရောက်ရှိလာကြပါတယ်အဲ့ဒီမှာကျယ်လင်းထိန်နေပြီးဘလူးကြီးကသူ့ရဲ့အေယာမနေရွယ်ကြီးတွေကြောင့်ကျယ်ရီစီကလာတဲ့ဂီတတန်တွေပိုးကောင်တွေရဲ့စကားတန်တွေနဲ့ကဘာမီရဲ့လှုပ်ဝက်ဆန်းကျဲတဲ့အတန်မှန်သမျှကိုကြားနိုင်ကြောင်းပြောပြပါတယ်သူကိုတစ်ချိန်ကလူတွေဟာလူသားချစ်တော်ဘလူးကြီးလို့ခေါ်ကြတဲ့အကြောင်းကိုလည်းပြောပြပါတယ်သူတို့နှစ်ယောက်အိမ်မက်တွေရဲ့အစာပြူရကဘာစီဝင်ရောက်သွားပြီးဆိုဖီရဲ့အတန်ကြားနေရတဲ့ရှားပါးရွှေရောင်အိမ်မက်လေးတစ်ခုကိုဖမ်းယူကဆိုဖီရဲ့အိမ်မက်လို့အမည်ပေးလိုက်ပါတယ်လမ်းမှာအနီရောင်အိမ်မက်ဆိုးဒါမှမဟုတ်နောင်တတွေခွင့်လွတ်လို့မရတဲ့အမားတွေပြန်မြင်ရတဲ့အိမ်မက်တစ်ခုကိုဖမ်းယူခဲ့ပါတယ်အဲဒီနောက်ဆိုဖီကဘလူးကြီးကို BFG လို့အတိုကောက်နာမည်ပေးလိုက်ပါတယ်သူတို့လန်ဒန်မြို့ကိုပြန်လာပြီးဘလူးကြီးကသူ့ရဲ့ trumpet ကိုအသုံးပြုကလူတွေကိုအိမ်မက်ကောင်းတွေမှုတ်ထုတ်ပေးပါတယ်ဒါပေမဲ့ပြန်ကန်နီးမှာတခြားဘလူးတွေလန်ဒန်ကလေးတွေကိုလာဖမ်းနေတာကိုမြင်လိုက်ရတာကြောင့်ဆိုဖီကဒါကိုတားဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဆိုဖီရဲ့ဆောင်ကြံခဲ့ရကြောင်းဘလူးကြီးကဆိုဖီကိုဘလူးပြည်မှာထားဖို့မလုံခြုံတော့ဘူးဆိုပြီးမိဘမဲ့ကေယာရှိပြန်ချထားခဲ့ပါတယ်သူကအရင်ကလည်းကောင်လေးတစ်ယောက်ကိုခေါ်လာဘူးကြောင်းထိုကောင်လေးကအင်ကြီးအနီဝစ်စင်ထားကြောင်းဒါပေမဲ့တခြားဘလူးတွေတီးသွားပြီးကောင်လေးကိုမကယ်တင်နိုင်ခဲ့ပဲအစားခံလဲရကြောင်းဝမ်းနည်းစွာပြောပြပါတယ်ဘလူးကြီးထွက်သွားပြီမဲ့ဆိုဖီကဝရန်နာကနေလမ်းអော်ပြီးဘလူးကြီးရဲ့နေရွက်တွေကြားနိုင်မှန်းသိလို့ကိုအောက်ကိုခုန်ချလိုက်ပါတော့တယ်ဘလူးကြီးကလမ်းဖမ်းလိုက်ပြီးသူတို့နှစ်ယောက်ဘလူးပြည်ကိုပြန်သွားကအစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်အဲ့ဒီချိန်လူသားစားဘလူးတွေရောက်လာပြီးအိမ်ကိုမွေနောက်ရှာကြရမှာဘလူးကြီးကတီးမခံနိုင်တော့ပဲမီးတုံးနဲ့မောင်းထုတ်လိုက်ပါတယ်ဆိုဖီကအရင်ကောင်လေးရဲ့အခန်းထဲမှာဘီးတိမ်ပြေမာကြီးရဲ့ဓာတ်ပုံကိုတွေ့ပြီးအကြံရသွားခဲ့ပါတယ်သူတို့နှစ်ယောက်ပေါင်းပြီးဘရင်မာကြီးစီကိုဘလူးတွေကကလေးတွေကိုစားနေတဲ့အကြောင်းနဲ့စစ်တပ်ကတားဆီးပုံဆိုဖီနဲ့ဘလူးကြီးပါဝင်ပုံအိမ်မက်ကိုဖန်တီးပြီးနန်းတော်ထဲမှုတ်သွင်းလိုက်ပါတယ်မနက်နိုးလာတဲ့အခါဘီမာကြီးကအိမ်မက်အတိုင်းကလေးတွေပျောက်ဆုံးနေတာမှန်ကန်ကြောင်းအကူအညီပေးသူစီကရရှိပြီးဗရင်းပေါက်မှာရက်နေတဲ့ဆိုဖီနဲ့ဘလူးကြီးတို့ကိုတွေ့ဆုံကအပြစ်မှန်ကိုယုံကြည်သွားပါတော့တယ်ဘီမာကြီးကစစ်တပ်ဗိုလ်ချုပ်တွေကိုခေါ်ယူပြီးဘလူးကြီးတွေကိုနှိမ်နင်းဖို့စီစဉ်ပါတယ်ဘလူးကြီးအတွက်ပြင်ဆင်ပေးတဲ့နန်းတော်တွင်နေလေသာစားပွဲကတော့အလွန်ရည်စရာကောင်းပြီးဘလူးကြီးတိုက်တဲ့ front court ကြောင့်ဘေးမာကြီးနဲ့စစ်ဗိုလ်ချုပ်တွေအားလုံးလေလေကုန်ကြပါတယ်ဘလူးကြီးကဗြိတိရှစစ်တပ်ကိုဘလူးပြည်စီလမ်းပြခေါ်ဆောင်သွားပါတယ်သူကလူသားစားဘလူးတွေကိုနောင်နှရစေမဲ့အနီရောင်အိမ်မက်ဆိုးတွေမှုတ်သွင်းပြီးဖမ်းယူရလွယ်ကူအောင်လုပ်ပါတယ်စီစဉ်တိုင်းလှုပ်ဆောင်နေတော့မှပဲဘလူးကြီးက trumpet မေးကြံခဲ့ရကြောင်းဆိုဖီကရှင်းအောင်အိမ်မက်အိုးကိုယူပြီးဘလူးကြီးတွေစီတော့ဖွင့်ပါတယ်အဲ့ဒီမှာအသားစားဘလူးတစ်ကောင်နိုးလာပြီးဆိုဖီကိုတိုက်ခိုက်ဖို့လုပ်ချိန်မှာဘလူးကြီးကဝင်ခဲ့ပါတယ်စစ်တပ်ကလည်းအချိန်မီရောက်လာပြီးဘလူးကြီးတွေကိုအားလုံးဖမ်းဆီးနိုင်ခဲ့ပါတော့တယ်အဲ့ဒီဘလူးကြီးတွေကိုဘလို့မှထွက်ပြေးလို့မရအောင်ဝေးလံနေကျုံတကျုံကိုပို့ဆောင်လိုက်ပြီးသူတို့မကြိုက်တဲ့အသီးရွက်တွေကိုပဲတစ်သက်လုံးကျွေးမွေးပြီးပြစ်ဒဏ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဆိုဖီယာနန်းတော်ထဲမှာပျော်ရွှင်စရာအိမ်မက်အတိုင်းဘဝတစ်ကိုပိုင်ဆိုင်ခွင့်ရရှိသွားပြီးဘလူးကြီးကတော့ဘလူးပြည်မှာတယောက်တည်းအသီးရွက်တွေစိုက်ပျိုးရင်းသူတို့ရဲ့စွမ်းစားခန်းအကြောင်းစာအုပ်ရေးသားနေပါတော့တယ်ဆိုဖီတယောက်နန်းတော်ရဲ့ဗရန်နာကနေမင်္ဂလာနနက်ခင်းမှာဘလူးကြီးရေလို့လေထဲကနေပြီးလှမ်းပြီးနှုတ်ဆက်လိုက်တိုင်းဘလူးကြီးကသူ့ရဲ့နေရွယ်ကြီးတွေနဲ့ကြားနေရဆဲဖြစ်ပါတော့တယ်ဇလန်းချင်းလေးရောက်ဒီမှာနေပြီးဆုံးသွားပါပြီအားပေးရသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ